လေးကဂျပန်နိုင်ငံကိုအလဲလာတဲ့အတွက်ခက်ခက်အွန်ဆန်းလေးကိုပေါ့လေသူ့ရေပူစမ်းစိန်မှုအတွက်ရေပူစမ်း trip ပေါ့ခေါ်လာတာပေါ့လေခက်ခက်ဟိုးရင်တွေကအကြာကြီးပဲရှိပြီးခင်နေရတဲ့ခက်ခက်ရဲ့တငယ်ချင်းပိုင်နေပေါ့လေOEK ရေပူစမ်းဟိုတယ်ကိုသူ့ကိုခေါ်လာခဲ့ရပါသူကတော့လုံးတီးလေးနဲ့ရေပူစမ်းစိန်ရမှာရမ်းကြောက်နေပါတယ်မြတ်ဆက်ချက်လုပ်ပြီးွားရင်တော့ lobby မှာ welcome drink နဲ့မုတ်လေးတွေစားလို့ရပါတယ်။皆さんခက်ခက်နဲ့တူခန်းလေးကိုကြည့်ကြည့်အောင်နော်။ဝါအခန်းဝင်ကစားမှလည်းချစ်စရာလေးနော်။အယုတ်ကလေးဒါခုတ်ခဲရှိလို့ခေါ်ရဂျပန်လို့လေ။ဂျပန်ဟိုးအရင်ခေတ်ရှိခေတ်ကပေါ့ခလေးလေးတွေကိုလက်ဆောင်ပေးတဲ့အယုတ်ကလေးတဲ့ခုတ်ခဲရှိပေါ့နော်။ဒါဂျပန်စတိုင်ဂျပန်ရိုးရာစတိုင်ဟိုတယ်ပေါ့နော်ဂျပန်ရိုးရာစတိုင်ဟိုတယ်ဒီမှာဖူဂျီတောင်ရဲ့ရေတွေလည်းပေးထားတယ်ရေကြိုက်တယ်ဆိုတော့အတော်ပဲအများကြီးတော့မယ်ဒီချက်လေးကြည့်လိုက်အောင်မယ်ချစ်စရာလေးခွက်ကလေးတွေကစလေဖူဂျီပုံစံလေးနဲ့ဖူဂျီတောင်ပုံစံလေးနဲ့ဝါအဲ့ဒါအကျယ်ကြီးပဲကောင်းလိုက်တာတကယ်ချင်းဝါကောက်ကမီခက်ခက်တဲ့စာလေးလေးပေးထားတယ်ခက်ခက်今日は大池ホテルに来てくれて本当にありがとうご家族との時間を大切にお過ごしくださいませ若女将渡辺舞သူတို့ရဲ့ဂျပန်ရဲ့တစ်ဖက်သားအတွက်စဉ်းစားပေးရပေါ့နော်အသေးစိတ်စဉ်းစားပေးရဲ့စိတ်ကလေးကိုလည်းအရင်ကြိုက်တယ်ပြီးတော့သူတို့ကတစ်ဖက်သားကိုကိုယ့်ရဲ့ကျေးဇူးတင်တဲ့စိတ်တွေပါတယ်အဲ့လိုမျိုးဖော်ပြတတ်တဲ့ဒီလိုပုံစံလေးနေပေါ့နော်အဲ့လိုဂျပန်ရဲ့ယဉ်ကျေးမှုနဲ့ရိုးရာတွေလည်းခက်ခက်အရင်ကြိုက်တယ်အရင်ဝမ်းတာရပဲသူရေးပေးထားတာတော့ခက်တို့ပေါ့နော်ဒီနေ့ OEK Hotel ကိုလာပြီးရတဲ့တကယ်ပဲကျေးဇူးတင်ပါတယ်မိသားစုနဲ့အတူတူရှိနေတဲ့အချိန်တွေကိုတန်မိုးထားပြီးတော့တေချာဖြတ်တန်းပါလို့ရေးထားပါပေါ့ပြီးတော့သူကဝါကာအိုဂမ်မိသူ့ရဲ့နာမည်ပေါ့ဝါတာနာဘေမာကြီးဆိုပြီးရေးပေးထားဒီနေ့ကိုလည်းကြည့်လိုက်အောင်မယ်ဒါဒီဟိုတယ်ထဲမှာပေါ့နော်ဟိုတယ်ထဲမှာသွားတဲ့အခါပေါ့အွန်ဆန်သွားစိန်တဲ့အခါရေပူစမ်းသွားစိန်တဲ့အခါဘာညာပေါ့ဆိုရင်ဒီဟာလေးဝတ်ပြီးတော့နေရမှာနော်ဒီလိုက်ကရေဖွင့်ကြည့်လိုက်မယ်ဝါすごいဖူဂျီတောင်ကြီးမြင်နေရတယ်ကောင်းလိုက်တာအခန်းထဲကနေပြီးတော့ဒီလောက်ဖူဂျီတောင်ကြီးကိုနီးနီးကက်ကက်အကြီးမြင်ရတာအရင်ကောင်းတာပဲဖူဂျီတောင်ကတော့ဂျပန်နိုင်ငံရဲ့ landmark ဆိုတော့ပေါ့နော်ဒီဟိုတယ်ကဒီအခန်းထဲကနေပြီးတော့ဖူဂျီတောင်ကြီးကိုဒီလိုမျိုးအပြည့်အဝခံစားလို့ရတာတော့အရင်ကိုကျင်းနဲ့အားရစရာကောင်းတယ်လို့ထင်ပါတယ်အရင်ဂျပန်တော့အရင်ကိုဇေယျတစ်ခုဖြစ်တဲ့ဟိုတယ်ပေါ့နော်အဲ့ဒါကြောင့်လေဒီဟိုတယ်ကခဏစုရရတာမသိဘူးလာကူတန် travel မှာလည်း number 1 ချိန်တယ်ပေါ့နော်ခက်ရဲ့တကယ်ချင်းအဲ့လိုအရင်အောင်မြင်တော့ခက်အရင်ဝမ်းတာပါတယ်အရောက်လာခြင်းနေခက်ရဲ့တကယ်ချင်းရဲ့ဒီဟိုတယ်ပေါ့နော်နောက်ဆုံးတော့လာခွင့်ရပြီခက်အရင်ပြောပါတယ်မိနာဆန်လေအွန်ဆန်လေးကိုသွားမယ်လို့တွေးထားရင်ဒီလိုမျိုးစုတွေအများကြီးရထားရဲဆိုတော့ပေါ့နော်စုတွေအများကြီးရထားရဲဟိုတယ်ဆိုတော့ဆက်တစ်ခါတော့လာကြည့်ဖို့ခက် recommend ပေးကြပါတယ်ညစာသွားစားတဲ့အချိန်မှာတော့သူတို့ကအိပ်ရာလေးခင်းပေးထားပြီးပါပြီမိနာဆန်ဒီနေ့ပထမညရဲ့ညစာတိုင်းလေးပေါ့နော်ညစာအချိန်ဒီနေ့ကကျတော့ဝါရှိုခုပေါ့ဂျပန်ရိုးရာစတိုင်အစားအစာနေပေါ့နော်ဒါလေးကမန်နူလေးပေါ့ချစ်စရာလေးပြင်ဆင်ပေးထားပြီးတော့အများကြီးလာအောင်ပါပေါ့နော်ဒါလေးတွေကတော့ပထမညရဲ့ဝါရှိုခုဂျပန်ရိုးရာစတိုင်အစားအစာမှာထပ်ရောက်လာတဲ့ဟာလေးတွေပါဒါလေးကတော့ဒုတိယနေ့ရဲ့ညစာရှာပူပေါ့နော်ဟော့ပေါ့ဖြစ်ပါတယ်ဒါကတော့မနက်စာလေးပါမနက်စာတော့ buffet style ပါဟဲ့ဒါဆိုရင်ဘယ်လိုလဲဖွင့်ကြည့်လိုက်ရအောင်
わあすごい富士山富士တောင်ကြီးမြင်နေရတယ်富士တောင်ကိုကြည့်ပြီးတော့ထမင်းစားလို့ရပါတယ်ဝါးယေးပြီးတော့ lobby မှာဝိုင်တောက်ချင်ဒီဆက်လေးမှာငွေဖြည့်ကတ်လုပ်ပြီးတော့ကြိုက်တဲ့ဝိုင်ကိုဒီလိုလေးရွေးတောက်လို့ရပါတယ်ဝိုင်နေရာနဲ့အမျိုးအစားတော်တော်လေးစုံပါတယ်ဒီဟိုတယ်ရဲ့ highlight လေးကတော့ဖူဂျီတောင် view နဲ့ရေပူစမ်းတစ်ခုရဲ့ outdoor garden ရေပူစမ်းတစ်ခုရဲ့ရှိရပါပဲအထက်ကတော့ရိုက်လို့မရလို့ရေပူစမ်းဝင်ဝလေးပဲရိုက်ထားရနော်နောက်ပြီးတော့ဒီဟိုတယ်အနီးနားတစ်ဝိုက်မှာသွားလဲစရာဒီလိုမျိုးရေခဲကူတို့ဒီလိုအရန်လှတဲ့ပန်းကင်းလေးနဲ့ရေကန်ကြီးရဲ့ဖူဂျီတောင်အနီးကပ်အကြီးမြင်ရတဲ့အရန်လှတဲ့ပန်းခြံလေးနဲ့တခြားနေရာလေးတွေလည်းအများကြီးသွားလည်လို့ရသေးရဲ့နော်မီနာဆန်ဂျပန်နိုင်ငံရဲ့ပြရုပ်ဖြစ်တဲ့ဖူဂျီတောင်ကြီးရဲ့ဂျပန်နိုင်ငံရဲ့ရိုးရာဓလေ့ဖြစ်တဲ့ရေပူစမ်းစိန်ခြင်းကိုခန်းစားကြည့်ကျင်နေဆိုရင်တော့ဆက်ဆက်သွားတဲကြည့်ကြပါနော်မီနာဆန်ကြာမတတ်နဲ့ဘိုင်ဘိုင်